မိမရေးတဲ့ဝတ်သားဟင်းလေးစားကျင်နေတဲ့အဲ့ဒါကြောင့်မလို့ကျမရဒီနေ့ဝတ်သားနဲ့ပဲတီကျင်လေးချက်ကျွေးလိုက်ပါတယ်အရင်ဆုံးဝတ်သုံးတက်သားကိုညှိနှက်ပြအောင်လို့စားရဲရှာလကကြီးရဲထည့်ပြီးတော့တေချာလေးဆေးကြောလိုက်ပါတယ်ပြီးရင်တော့ခန့်နေတော့တုံးလေးတွေတုံးထားလိုက်ပါတယ်အရသာအတွက်ကိုစနင်းမုတ်တစ်စုံစားတစ်စုံအချိုမုတ်တစ်စုံငါပြားရည်တစ်စုံထည့်ပြီးတော့အရသာလေးနေပြီးနိုင်ဝက်လောက်နှက်ထားလိုက်ပါတယ်စီတောက်ဖို့အတွက်ကျက်သွန်နီလေးခက်ကြမ်းလီးထားတဲ့ကျက်သွန်ဖြူနဲ့ဂျင်းလေးကိုထောင်းထားပါတယ်ဒါလေးကတော့အရင်ရက်ကစိန်ထားတဲ့ပဲတီကျင်ကိုပကံလုံးတစ်လုံးစားထည့်ထားလိုက်ပါတယ်ကဲဒါဆိုရင်တော့စားချက်လို့ရပါပြီကျက်သွန်ဖြူနဲ့ဂျင်းထောင်းထားတာလေးထည့်မယ်ကျက်သွန်နီလေးပပလီးထားတာလေးထည့်ပြီးစီတက်မယ်အယောင်တင်မိုးလေးနဲ့ဆွန်းထည့်လိုက်ပါတယ်ပြီးရင်တော့ကျက်သွန်နီလေးတွေနွမ်းလာတဲ့အထိစီတက်ပေးလိုက်ပါတယ်အရသာနေထားတဲ့ဝတ်သားတုံးလေးတွေထည့်ပြီးတော့စီသက်ပေးလိုက်ပါတယ်ဝတ်သားလေးတွေတင်းလာပြီဆိုရင်တော့ပထမလုံးရေလေးတွေထည့်ပြီးတော့အဖုံးအုပ်ပြီးတည်ထားလိုက်ပါတယ်ပထမလုံးရေလေးခန်းသွားပြီဆိုလို့ရှိရင်တော့နောက်ထပ်ရေတစ်ဖန်ခွက်ထည့်ပြီးတော့နောက်ထပ်ထပ်တည်ထားလိုက်ပါတယ်ဒုတိယလုံးရေလေးရေမခန်းတစ်ခန်းမှာပဲတီကျင်လေးတွေထည့်ပြီးတော့ချက်လိုက်ပါတယ်ဆိုရင်တော့ဝတ်သားလေးလည်းနူးပြီးပဲတီကျင်လေးလည်းပျော်ဝင်သွားပြီဆိုရင်တော့အရန်ရသာရှိတဲ့ဝတ်သားနဲ့ပဲတီကျင်လေး